Hello. Kentucky Kingdom ကိုသွားနေတာပါကစားကွင်းတွေရှိပါတယ်ရေကူးကန်တွေရှိပါတယ်ကဲဆမ်မကြီးဆမ်မရဘာပြောတယ်5D cinema ဒါရုပ်ရှင်ရုံ 5D ရုပ်ရှင်ကမ်းခြေလိုလုပ်ထားတာပေါ့ကမ်းခြေအတူလေးပေါ့ကလေးတွေရောလူကြီးတွေရောအများကြီးပါပဲဆိုပြီးနေတော့ အထောက်ဝယ်ဖို့ ကိုတလုံးဝယ် ဘူးနဲ့အထောက်မပါ ကိုတလုံးဝယ်ပြီအဲ့ ကိုခဲရောင်လေးယူလိုက်တာကီလေးယူလိုက် အေးရောင်ပဲကောင်းပါ နော် အေးရောင်လေးပဲကောင်း ကဲ မြတ်ပါရောင်ကြီးပါ ဒီမှာအင်ဂျင်နဲ့လိုက်တဲ့ဒီရောင်လေးယူလိုက် ဟုတ်ပြီ ကောင်းလား ကောင်းတယ်ကောင်းဘုဒ္ဓကဝယ်ရတလုံးနောက်ပြန်လဲရတာတလုံးကလေးအုပ်ထုံနဲ့လူကြီးအုပ်ထုံနဲ့ မှားသွားလို့ ကလေးအုပ်ထုံနဲ့လူကြီးအုပ်ထုံနဲ့မှားပါ အထောက်လေးမှတ်ရအောင်ဒါလေးစိမယ်အဲ့ဒါဘလောက်လဲ155 feet 155ပေအမြင့်ရှိတယ် ပြန်55 အဲ့ Louis Bay မြို့ကြီးတစ်မြို့လုံးမိသားကိုမြင်ရတယ်ဟိုအမြင့်ဆုံးကဆို ချားစီးမယ်မူကောင်းဖျားဝဲမှာတို့ရဟတ်ရင်ရဟတ်တွေစီးရ ကျမရဟတ်စီးမယ်ကိုကချားစီး မူကောင်းဖျားဝဲတော့မှာလေရဟတ်စီးရမြင့်သမရတော့ပါ ဒီဟတ်ဒီလောက်မြင်ရတာနဲ့စီးရတာသူကအဲ့လိုကြာရင်အရန်မကြောက်အရန်မလဲဘူးပေါ့နော်နည်းနည်းဖြည်းဖြည်းလေးပဲကြာရင်အဲ့ဒါကြောင့်နည်းနည်းစီးရတာဒါပေမဲ့အဆရထင်တာရဟတ်ကြီးကြီးဆိုမှန်လုံးခန်းနေထင်တာဟုတ်ဘူးဒီလိုဟာလာရင်းလေးပဲကြောက်စိတ်ဟာ Oh my god တော့ကြာတယ်တွေ့လားမြန်မာနိုင်ငံရဟတ်တွေလောက်တော့မလဲဘူးလေ ဟုတ်တယ်။အဲ့နားမှာလူကြီးစီးရဲ့ရေကူးကန်။ဟုတ်ပါဘူးလူကြီးကစားတဲ့ရေကူးကန် လူကြီးစီးရရင်တော့ရှော့ကြီးကြီးပဲတော့ဟုတ်ချာ ။အေးဟုတ်ပါ။များရဲ့ဒါအမြင့်ဆုံးရောက်နေရပဲကြောက်စရာကြီး ဒါအမြင့်ဆုံးပဲလေ ။အာကြောက်တယ် 155ပြီ155 feet ။ဝိုးအေးပြီးတော့လေကိုရက်ချင်တဲ့အချိန်ကြီးမှာသူတို့မရက်ဘူးအချိန်ပိုတင်လာအဲ့ဒါကြီးကိုအသေးရ ကစားဝင်တွေကိုဆက်သွားတယ် ဒါပေါင်းကုန်တရားလေးပေါ့နော်ဟိုမှာကားလမ်းရှိတယ်လေအဲ့ကားလမ်းကိုဟိုဘက်နဲ့ဒီဘက်နဲ့ဟိုပေါင်းကူးလေးလုပ်ပေးတာပေါ့ဒီဘက်ချမ်းကျတော့ရေနဲ့ပတ်သက်တဲ့ကစားစရာတွေရေလွှာရှောတွေပါရှင်ဟိုဘက်ချမ်းကျတော့လုံးဝဒီ roller coaster တို့လိုတွေဟောင်းပင်လယ်ဓမြတို့လိုအဲ့လိုမျိုးကစားစရာတွေပဲတီးတန့်ရှိရအဲ့လိုမျိုးဇုံကနှစ်ခုပွဲနေဟိုဘက်ဇုံနဲ့ဒီဘက်ဇုံပေါ့နော်အဲ့ဒါကိုလမ်းလေးချထားတယ်လူကူးချက်ထားလေးနဲ့ ဟုတ်တယ်မြန်မာပြည်မှာဆိုတောင်တကုံစက်မှုစုံနဲ့တာဂီတာစက်မှုစုံလို့ပေါ့နော် လိုက်ကုန်ထဲမှာဗာရက်ဆောင် အမိုင်းသိမ်းမလို့
ဟုတ်ပြီဘယ်နဲ့တော့ပတ်သက်ဘူးဘယ်လျှောက်ကြည့်မယ် Oh sorry ရောကလေးကူးတဲ့က ဘာလဲခေးကူးရက်ကဲဒါလည်းသုံးတော့ခါမရမယ်တို့ရေဆိုမြစ်ကျူရေစီးကောင်းလိုက်သွားမယ်ဆိုလို့ဖုန်းလိုက်သွားမှာဆို ဟုတ်တယ် Hey quick ခဏဒါကြီးသွားစီမယ် Alright ရှင်လာခဲ့လေခလေးတွေပေးလိုက် ဒီစီးနဲ့ညိုးရတော့ Can I get it? Thank you very much. Thank you. အဲ့ဒါကျွန်မပေါ်ပြလေးလို့ဖြစ်သွားတယ် ဟုတ်တယ်ခြေတော့ခတ်လို့ရတယ်လေ ရဲလို့မရဘူးညီရလာပြီပါဟာအဲ့ကဒီကူကတော့မြေလေးလိုမျိုးစီးနေတာမြေစီးတဲ့မြေကလေး ဟိုပါလဲခရက်ချောင်းမှာစီးတယ်လို့ပဲ အေးဟုတ်တယ် ခရက်ချောင်းလိုမျိုးပဲဒါရေးဖို့ကြည့်အောင် စောင်းနိုင်ကြီးနဲ့ကလေကရက်ချောင်းလေ ခရက်ချောင်းမှာဖတ်မိလားကိုထိုက်မျောသွား ထိုင်မျိုးသွား ကိုထိုက်တတိရတယ် မြေကလေးနော် တော့မြက်လို့မျိုးစီးခြေကိုစီးနေအောင်လုပ်ထားတာဆို ဒါရှိမရေးရနော်စိုးကုန်လိုက်မယ်အဲ့ကျောင်းဆောင်နဲ့တိုက်မယ် 3မိနစ်6လောက်မှာပဲ သုံး ပြင် ပေ ပါတ ခက် ယ် ကလေးတွေစီးလို့ရတယ် သူကစီးနေအခုတောက်လျှောက်မျိုး ဟုတ်တယ်